လာပါကျွန်တော်ကတော့ထုံးစံအတိုင်းကိုမျိုးပါပဲခင်ဗျာဒီနေ့ကျွန်တော်တို့ဒီနေ့ကျွန်တော်ဒီဝစ်ချုပ်အဲ့လေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်ကျွန်တော်တို့ဒီလေ့လာသွားကြအောင်ဒီမှာဆိုတာကျွန်တော်တို့ဒါလေးကိုကျွန်တော်ဒီမှာရှိတဲ့ဒါကြီးစွာဝေလာတာဒီဘူးလေးကိုကျွန်တော်တို့ဒီဘူးလေးမှာပါတဲ့ကိုရီးယားစာလေးကျွန်တော်ဒီနေ့လေ့လာသွားကြရအောင်ဆိုတော့ကျွန်တော်ဒီဘူးလေးမှာပါတဲ့ကိုရီးယားစာလေးတွေကျွန်တော်ကြည့်ကြအောင်ပါခင်ဗျာဘာလေးပါမလဲဆိုတော့ဒီမှာအပေါ်ဦးဆုံးမှာဒီအဝါလေးထဲမှာပါတဲ့ဂေဆန်းဆိုတာကကျတော့ဂေဆန်းဆိုကျွန်တော်တို့ငွေပေးချီတာပေါ့ဂေဆန်းဆိုမှလည်းကျွန်တော်တို့ရှင်းတန်းပေါ့ငွေပေးချီတဲ့ဟာဂေဆန်းဆိုကနန်းတွက်တာပေါ့တွက်တယ်ဆိုတော့ဂေဆန်းဆိုတွက်ချက်သည်လို့အဓိပ္ပာယ်ရတွက်ချက်သည်ဆိုတော့ကျွန်တော်ငွေပေးချီအောင်နော်အောက်ကဂေဆန်းရဲ့အောက်ကဘာခိုထုဆိုတော့ကျတော့ဘာကုတ်ပေါ့ငွေပေးချီတဲ့ဘာကုတ်ကျွန်တော်ဒီအောက်ကမှာသူ့ရဲ့ဒီဘူးလေးရဲ့တန်ကြီးဟာဒီမှာဆိုရင်1000အဲ့ဒီ1000ကိုသူကဘာကုတ်လေးနဲ့ဒီဘာကုတ်လေးကဂေဆန်းဘာကုတ်ထုဒီဘာကုတ်လေးကိုဆက်နေဖက်ပြီးငွေပေးချီတာအဲ့ဒါမှဂေဆန်းဘာကုတ်ထုဆိုတာငွေပေးချီတဲ့ဘာကုတ်ပေါ့ဒီကောင်ကကြတော့ဘန်းကြီးကိုရီဘန်းကြီးဆိုတာအဝိရှုပ်ပေါ့ကိုရီဆိုတာတော့ကျွန်တော်ဂျိတ်တို့အဲ့တို့သူကအမည်ရတယ်ဂျိတ်တို့ကျွန်တော်တို့စတီတော့မဟုတ်ဘူးသူဂျိတ်ပေါ့သူဂျိတ်ကောက်လေးအဲ့လိုရတယ်ကိုရီတို့ခေါ်တယ်အဝိရှုပ်တဲ့အကူလေသူကဂျိတ်ကိုပဲဒီလိုဂျိတ်ကောက်ကိုလေကိုရီတို့ခေါ်တယ်ဒီကောင်ကိုလေအဝိရှုပ်တဲ့အကူလေကိုရီတို့ခေါ်တယ်ဘန်းကြီးကိုရီဒါဆိုရင်အဝိရှုပ်အဘန်းကြီးဂီခဲဆိုရင်အဝိရှုပ်ဆက်ဒီကိုရီနေရာမှာဂီခဲဆိုရင်ဒါအဝိရှုပ်ဆက်ဒါဆဲထုဆိုတာအစုံလိုက်ဆိုတာဒီထက်မှာသူပါဝင်တဲ့ပစ္စည်းအစုံလိုက်ကိုပြောချင်တာအဲ့ဒါဘန်းကြီးကိုရီဆဲထုအဝိရှုပ်အစုံလိုက်ဒီမှာဆိုရင်ကူဆောင်ဖုံဆိုတာအမှန်တရားအစိတ်အပိုင်းပေါ့အမျိုးမြည်သူထဲမှာပါဝင်တဲ့အစိတ်အပိုင်းအမျိုးမြည်ကိုပြောတာဒီမှာဆိုရင်ဒါလေးကရှီတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုတဲ့ဒီအရှီကိုကျွန်တော်တို့ကရှီလို့ပဲကျွန်တော်တို့ကသုံးတယ်လေကိုရီးယားကလည်းအဲ့မှာကျွန်တော်တို့မြန်မာနဲ့အသုံးလုံးနဲ့တူတယ်သူတို့ကလည်းတရားကိုရှီလို့ပဲခေါ်တယ်အရှီကိုသူတို့ကလည်းရှီလို့ပဲခေါ်တယ်ကျွန်တော်တို့မြန်မာမှာလည်းအရှီကိုရှီလို့ပဲခေါ်တယ်ဒီမှာသူကကိုရီးယားလူလည်းရှီလို့ခေါ်တယ်ဒီမှာကရှစ်ပီဆိုတာစနစ်ကိုပြောတာရှစ်ပီစနစ်ဆက်အယောင်12ယောင်ပါတယ်အောက်တစ်ခုကကြတော့ချုံဂီဒီဆိုတာအဓိကအရှီရဲ့စုစုပေါင်းအရှီပေါ့ဂီဆိုတာအရှီချုံဂီဒီစုစုပေါင်းအရှီကရဆိုတာအရှီကအပါလေးရဆိုတာပါလွှာသည်ဆိုအရှီကအထူမဟုတ်ဘူးအရှီအသေးလေးရှစ်ပီအောက်ကအမင်ကကျတော့မီတာပေါ့နော်ရှစ်ပီမီတာ12မီတာပါလွှာတဲ့အရှီ12မီတာပါဝင်တဲ့ချုံစုစုပေါင်းအရှီကဘာနုဆိုတာတဲ့အမှန်အပ်ပဲအဲ့ဂိုရီကျွန်တော်တို့ဒီမှာဆိုရင်ဂိုရီကိုနဲ့သုံးတယ်ဒီမှာဆိုဘာနုဆိုတာအဝိရှုပ်အပ်ကိုဘာနုလို့ခေါ်တယ်ဘာနုစံငယ်ဆိုတော့အက်ကစံငယ်ခဲဆိုတော့3ခု3ချောင်းပါဝင်တယ်လို့ပြောတာဒီမှာဘိုးကွမ်ခေအီစုဆိုတာကျွန်တော်အမှန်ဒီအရှိထဲတဲ့ဒီကခွက်လေးပေါ့ဒီအရှိခဲတဲ့ကာပါလေးအဲ့ဒါလေးကိုနဲ့သူက3ခုပါတယ်လို့သူကပြောထားတာဘိုးကွမ်ခေအီစုဆိုတာကျွန်တော်ထည့်တဲ့ဘူးလေးပေါ့ဘိုးကွမ်ခေအီဆိုတာထိမ့်သိမ့်ဘိုးကွမ်ဆိုတာထိမ့်သိမ့်တာခေအီစုဆိုတာထိမ့်သိမ့်တဲ့ဘူးလေးနဲ့အက်က3ချောင်းပါတယ်အဲ့တော့သူပြောတဲ့အညွှန်လေးတိုင်းဟုတ်မဟုတ်ကျွန်တော်တို့ဝင်ကြည့်ရအောင်ဖွင့်ကြည့်လိုက်တော့ဒီမှာဆိုရင်သူကခုနပြောတာရှီကအယောင်12ယောင်ပါဝင်တယ်အဲ့တော့ကျွန်တော်တို့ရေးကြည့်အောင်12ယောင်ဟုတ်မဟုတ်အပြာလေးကနေစရေးမယ်1 2 3 4 5 6 9 10 11 12အယောင်12ယောင်ဟုတ်တယ်12ယောင်ပါဝင်တယ်ခုနသူပြောတယ်ဒီမှာဘိုကွမ်ထိမ့်သိမ့်နဲ့ကျွန်တော်တို့ခေအီစုဆိုတာဒီဘူးလေးအဲ့ဘူးလေးနဲ့ကျွန်တော်တို့ခုနပြောတယ်ဘာနုဆိုတာ
ခုနပြောတဲ့အဝိရှုပ်အ3ချောင်းပါဝင်တယ်ဒီမှာကဒီမှာ2ချောင်းပေါ့နော်ဒီထဲမှာ2ချောင်းရှိတယ်ကျွန်တော်သုံးထားတာအပြင်မှာ1ချောင်းရှိတယ်အဲ3ချောင်းဟုတ်ပါတယ်ကျွန်တော်ဒီမှာအပြင်မှာဒီမှာမို့ဖျောက်အပြင်မှာဒီမဲ့ကျွန်တော်အပြင်မှာ1ချောင်းထုတ်သုံးထားတယ်အဲတော့3ချောင်းပါဝင်တယ်ဒါလေးကိုသူကဒီဘူးလေးကိုပေါ့နော်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ဒီဘူးလေးရဲ့အညွှန်းလေးကိုကျွန်တော်ဒီနေ့စာလေးကိုလေ့လာသွားတာပါကိုရီးယားဘာသာစကားကိုစိတ်ဝင်စားတဲ့ငယ်ချင်းမိတ်ဆွေပေါင်းတဲ့အားလုံးကျမ်းမာချမ်းသာတော်မူကြပါစေဒါလေးကတော့စစ်ဆိုတာတော့အယောင်ပါသူကစစ်ဆိုတာအယောင်ချုံကြီးအခြေအားလုံးပဲကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာယေရှုထူးတင်ချပါတယ်